ပြုံးလေးမှာတလာပိုင်းတရက်2026နှစ်တကလေးမှာပြုံးလေးကိုဧည့်သည်နဲ့အနေချင်းရခီးရောက်ရှိနေပါတယ်။နောက်လည်းပဲမယ်စီကိုတရားတဲ့တက်စီစားကိုဆက်သွယ်လိုက်ပါနော်။တို့ညာကိုခုံကို866ခုံ6ခုံကိုနဲ့တို့ညာကို9618အားတို့ညာ68နဲ့ကိုဆက်သွယ်ပြီးတော့လိုချင်တဲ့ကောင်ငားလိုက်ပါ။အားလုံးကျေးဇူးတင်ပါတယ်။ကဲမင်္ဂလာနှစ်တဲ့2026တရက်နေ့မှာ2026တလပိုင်းတရက်နေ့မှာကဲပြင်ဦးလင်နေချင်းမြန်အော်လာလေးနဲ့ပြင်ဦးလင်ရောက်ရှိနေပါတယ်လို့နော်ဒီနေ့ထက်ဒီလည်းစီးနေတော့မှာဗျကန်တော်ကြီးပန်းပွဲတော်လာရောက်တဲ့ခီးသွားဒီအများကြီးပါပဲနော်နောက်တဲ့ကျွန်တော်တို့ဒီပြင်ဦးလင်ကိုဆက်ရောက်လဲပတ်လို့ဟာကသွားလို့ပါကကိုတူရထင်းမန်လေးတက်စီစားပဲရှိပါတယ်လိုချင်တဲ့ကားမျိုးစုံကိုဈေးတက်တာနဲ့9ရမ်းပေးပါတယ်လိုက်ပါပို့ဆောင်ပေးပါတယ်ဗျဆက်သွယ်9ရမ်းချင်း39ခု9866ခု609နဲ့39 9616 3968ကိုဆက်သွယ်ပြီးတော့ကား9ရမ်းနိုင်ပါအကြောင်းကိုဒီနေရာနဲ့အတိပေးကြေညာအပ်ပါတယ်ခင်ဗျကဲမြင်တဲ့တိုင်းမှာစီးနေပါတယ်